အားလုံးပဲမင်္ဂလာပါရှင် SCC Investment Company နဲ့ပြန်ပြီးတော့ကြိုလိုက်ပါတယ်။ရအခုဘန်ကောက်မြို့ရဲ့စီးပွားရေးအချက်အချာအကျဆုံး Central Business District CBD area မှာရှိပြီးတော့စာသွန်လမ်းမကြီးအပေါ်မှာဆောက်လုပ်ထားတဲ့ Superline Icon စာသွန်ကွန်ဒိုရောက်နေတာဖြစ်ပါတယ်။ဒီကွန်ဒိုကကြတော့ဒါရတော့ luxury ကွန်ဒိုအမျိုးအစားပေါ့နော်။ရတော့ Chongnan-si BTS နဲ့ဆိုလို့ရှိရင်လည်းနီးတယ်။နောက်ပြီးရတော့ Sarate BTS နဲ့လည်းနီးတယ်။အနီးဆုံးကကြောင့် Lumbini MRT နဲ့တော့အနီးဆုံးပေါ့နော်။ဒါကြောင့်မလို့ရတော့မြို့ထဲကိုအလွယ်တကူအချိန်တိုလေးတွင်းသွားလာလို့ရမယ်။အော်နောက်တစ်ခုကရမြန်မာတွေအများဆုံးရှိတဲ့ပတူနန်နဲ့ဆိုလို့ရှိရင်လည်းအနီးဆုံးရှိတဲ့နေရာမှာဆောက်လုပ်ထားတဲ့ကွန်ဒို project တစ်ခုပဲဖြစ်ပါရှင်။ဒီနေရာအနေထားရဆိုလို့ရှိရင်တော့ဒီကွန်ဒိုရဲ့အနီးမှာဆိုလို့ရှိရင်ရတော့တန်ရုံးတွေအများကြီးရှိတယ်။ပြီးဘန်ကောက်ရဲ့အကြီးဆုံး Lumbini Park နဲ့ဆိုလို့ရှိရင်လည်း10မိနစ်လောက်လမ်းရှောင်းအောင်ပဲဝေးတယ်ပေါ့နော်။နောက်ပြီးရတော့အနီးနားမှာဆိုလို့ရှိရင်လည်း Great Office တွေပြီးတော့ 5 star hotel တွေပြီးတော့ shopping mall တွေအပြင်ရတော့ Michelin star restaurant တွေလည်းရှိတယ်။နောက်ပြီးရတော့မိနစ်ကမှအသစ်ဆက်ဖွင့်လှစ်ထားတဲ့ဒါ One Bangkok complex နဲ့လည်းနီးတဲ့အပြင် Silom complex နဲ့လည်းပါနီးရပေါ့နော်။ကျောင်းနေနေရတော့ရတော့ St. Joseph Convent School နဲ့လည်းနီးတဲ့အပြင် Chulalongkorn University လည်းရှိတယ်ပြီးတော့ရတော့ဆေးရုံဆေးကန်းတွေဆိုလို့ရှိရင်လည်းဒါ St. Louis Hospital နဲ့ BNH Hospital လည်းရှိတာဖြစ်တဲ့အတွက်ရတော့ပညာရေးကျန်းမာရေးကတော့လုံးဝစိတ်ပူစရာမလိုဘူးပေါ့နော်။အဆောက်အဦပုံစံကိုတော့ modern luxury style ဆောက်ပေးထားပြီးတော့မှ56ထပ်ပါတယ်အဲ့တော့အခန်းအရမ်းမများဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးဒီကွန်ဒို project ကကြောက်ရောက်တစ်ဖက်မှာလူနေဖို့အပြင်တစ်ဖက်မှာကုမ္ပဏီတွေရုံးခန်းတွေပါတွဲရက်ပါတဲ့ကွန်ဒိုဖြစ်တဲ့အတွက်ကိုယ်တိုင်အခြေချပြီးတော့စီးပွားရေးလုပ်ချင်တဲ့သူတွေရော invest လုပ်ချင်တဲ့သူတွေရောတကယ်မှရွေးချယ်တင်ပါတယ်အဓိကအားဖြင့်ဆိုလို့ရှိရင်တော့ရတော့ Heaven Garden နဲ့ Sky Lounge တွေပါတဲ့အပြင် City View ပါကောင်းကောင်းမြင်ရမယ်အထက်မြင့်အဆောက်အဦဖြစ်တာဖြစ်တဲ့အတွက်ရတော့စင်းဆိုလေးနေချင်တဲ့သူတွေပြီးတော့ view လာလေးကိုကြည့်ပြီးတော့မှနေချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့မှတကယ်ကိုရွေးချယ်တင်ပါရဲ့ရှင် room type တွေကတော့42 square meter အကျယ်ရှိတဲ့ one bedroom ကနေပြီးတော့438 square meter အကျယ်ရှိတဲ့ penthouse တွေထိရဝယ်လို့ရမယ်ပေါ့နော်ဒီလိုမျိုး438 square meter အကျယ်ရှိတဲ့အခန်းမျိုးဆိုတာဘာမှမရှိသေးရောက်ဒီကွန်ဒိုမှာပဲဝယ်လို့ရမှာဖြစ်ပါရဲ့ရှင်နောက်ပြီးရတော့အခန်းတိုင်းမှာဆိုလို့ရှိရင်လည်း home automation နဲ့ smart kitchen ကိုထည့်ပေးထားသေးတယ်ရတော့ Coca hot တို့လိုမျိုး kitchen appliance တွေကိုဆိုလို့ရှိရင် Germany brand တွေကိုပဲသုံးပေးထားရပေါ့နော်အော်နောက်ပြီးရတော့ဒီမှာအခန်းဝယ်မယ်ဆိုလို့ရှိရင်တော့ fixed kitchen appliance ပါနော်အခန်းဒီတိုင်းမှာဆိုလို့ရှိရင် double glazing ကိုလည်းသုံးပေးထားသေးတယ်ဒီ double glazing ကကြတော့ရတော့ energy saving ဖြစ်တယ်လို့ safety လည်းဖြစ်တယ်ပေါ့နော်နောက်ပြီးရတော့ရာသီဥတုတံကိုလည်းကာဝယ်ပေးတာဖြစ်တဲ့အတွက်ရတော့အပူကိုလည်းရှော့ချပေးတယ် noise pollution ကိုလည်းရှော့ချပေးတယ်ပေါ့နော်အဓိကအချက်ကတော့ရတို့ကားပက်ကင် 100% ရမှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်မလို့ရတို့အခန်းဝယ်ပြီဆိုတာနဲ့ကားပက်ကင်မှာနေရာရပြီးသားဖြစ်မှာပေါ့နော်။ဈေးနှုန်းကတော့ရောက်10 million နေစပြီးတော့ဝယ်ရရှိနိုင်မှာဖြစ်ပါတယ်။ရတို့ facility တွေအနေနဲ့ဆိုလို့ရှိရင်လည်း luxury condo ဆိုတဲ့အတိုင်းပဲအဆင့်မြင့် facility တွေကိုထည့်ပေးထားပါရဲ့ရှင်။ဒီမှာဆိုလို့ရှိရင်ရေကူးကန်လေးရှိတယ်ရေကူးကန်ကကြောင်နှစ်ဖက်ပေါ့နော်တစ်ဖက်ကကြောင်ရိုးရေကူးကန်လုပ်ပေးထားတယ်ဟိုဘက်တစ်ဖက်မှာတော့ဒါ beach type ရေကူးကန်လေးရှိရပေါ့နော်လူကြီးရောကလေးရောကူးလို့ရတယ်နောက်ပြီးရေပူရေအေးလည်းပါသေးရဲ့ရှင်ဒီရေကူးကန်ရဲ့အနီးတစ်ဝိုင်းမှာဆိုလို့ရှိရင်လည်းအပင်လေးနဲ့စိမ့်ဆုပ်ဆုပ်လေးဖြစ်အောင်လို့လုပ်ပေးထားသေးရပေါ့နော်ပြီးရတော့ fitness room လေးလည်းရှိပါသေးရဲ့ရှင်ဒီ fitness room မှာဆိုလို့ရှိရင်လည်းရတော့ခင်မီရပေါ့နော် fitness equipment တွေအများကြီးထည့်ပေးထားတယ်ဒီ fitness room ဘေးမှာပဲအားကစားဝါသနာပါတဲ့သူတွေအတွက် table tennis ကောပေါက်စင်ရောကစားလို့ရအောင်လို့ room လေးတက်ထားပေးထားသေးရပေါ့နော်fitness room ကနေအပေါ်တက်လာမယ်ဆိုလို့ရှင်တော့အပေါ်မှာ yoga and Pilates room တွေလည်းရှိရပေါ့နော်နောက်ထပ်ရတော့ fitness room ဘေးမှာပဲ group cycling နဲ့ yoga fly room လေးလည်းထားပေးထားသေးရပေါ့နော်ရတော့မိသားစုတွေတငယ်ချင်းတွေနဲ့အနားယူအပန်းဖြေလို့ရမယ် theater နဲ့ karaoke room လေးလည်းပါသေးရပေါ့နော်ဒီမှာဆိုရတော့ရုပ်ရှင်ကြည့်လို့ရမယ်တချင်းလဲဆူလို့ရပါတယ်ရှင်ရတော့ကလေးတွေကစားဖို့အတွက်ဆိုလို့ရှိရင်လည်း indoor kids club လေးထားပေးထားသလိုအပြင်မှာ outdoor playground လေးလည်းပါသေးရပါတော့။ရောက်ဒီမှာဆို personal room လည်းရှိသေးရဲ့။ဒီခန်းလေးကတော့ရတော့ make up ပြင်လို့ရမယ်ပေါ့နော်။အဓိကအားဖြင့်ပွဲတွေပါရှိတာမျိုးတို့ဘာလို့ဆိုကိုယ့်ခန်းမှာမပြင်ချင်လို့ရှိရင် make up ဆရာကြီးပိုင်းခေါ်ပြီးတော့မှရောက်ဒီမှာပြင်လို့ရမယ်ပေါ့။ရောက်နောက်ထပ် library နဲ့ co-working space ကိုလည်းနေရာအကျယ်ယူပေးထားသေးရပေါ့နော်။ရ hydrotherapy room ရော sauna room ရော steam room ရောထည့်ပေးထားသေးရပေါ့နော်။ဒါတော့53ဝမှာဆိုလို့ရှိရင် Sky Lounge နဲ့ဘေးမှာဆိုလို့ရှိရင်လည်း Sky Garden လေးထည့်ပေးထားသေးရပေါ့နော်။ဒီ Sky Lounge ကကြတော့သူကတပယ်စီလင်ဒီဇိုင်းမျိုးနဲ့နှစ်ထပ်ပုံစံမျိုးလေးလုပ်ပေးထားရပေါ့။ဒီမှာဆိုရှင်ရတော့ air gun အကျယ်ကြီးလေးရှိပါတယ်။အခုတစ်ချက်အပေါ်လေးတက်ကြည့်အောင်
ဟိုဒါလေရတို့ sky launch ရဲ့အပေါ်တက်ကနေဆိုလို့ရှိရင် city view ကိုတော်တော်လှလှလေးမြင်ရတာပေါ့နော်။ဒါပေမဲ့မလူးနဲ့ကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါဘန်ကောက်တစ်မြို့လုံးရဲ့အလှကိုရတို့မြင်ရမှာပေါ့နော်။ဒီလို facility အပြည့်နဲ့ဒီလိုအချက်အချာအကျဆုံးနေရာမှာဆောက်လုပ်ထားတဲ့ကွန်ဒိုကိုဘတ်10တန်းဝန်းကျင်လောက်ကနေစပြီးတော့ဝယ်လို့ရမယ်ဆိုတော့ဒါတော်တော်လေးတင်းတင်းနေလို့ရပြောလို့ရတယ်ပေါ့နော်နောက်ပြီးတော့ပြန်ငားမယ်ဆိုလို့ရှိရင်လည်းဒီလိုနေရာမျိုးမှာငားရမ်းကကောင်းကောင်းရနိုင်တာဖြစ်တဲ့အတွက်ကိုယ်တိုင်အခြေကျစီးပွားရေးလုပ်ချင်တဲ့သူတွေရော invest လုပ်ချင်တဲ့သူတွေရောလုံးဝကိုလက်မလွတ်တင်ပါဘူးရှင်ကဲဒါဆိုလို့ရှိရင်ရတို့ဒီကွန်ဒိုလေးကိုသဘောကျလို့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ရတို့ SCC Investment Company ကိုအခုပဲဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်နိုင်နေဆွဲအကြောင်းလေးရထလာပြီးတော့မှတင်ငါဝါပေးချင်ပါတယ်ဆိုလို့ရှိရင်ရတို့နောက်နေ့မှာပြန်တွေ့ပါဦးမယ်ရှင်ကျေးဇူးများတင်ပါတယ်